နင်းနဲ့နင်းကောင်မနဲ့ဟုတ်လမ်းမှာအေးတောက်တာကိုလိုင်းနဲ့ကပြောနေကြလို့ငါအနေထိုင်စင်ချင်းမို့ပြောတာငါ့ကိုပြန်စွန့်နေရလေအဲ့နဲ့ငါပါရိုက်ထက်လိုက်တာအမမှားနေပြီမကျွန်တော်နဲ့ဆရာမနဲ့ကဘာမှမဖြစ်ရိုးရိုးသားသားပဲသူများပြောတာကိုယုံရင်မပဲဒုက္ခရောက်မှာနော်မင်းလည်းဟောသားလေမပြီးတော့မှလည်းသားလေဆီယမမနေတတော်လည်းမနေဘူးဟာမနေနေကြတော့သားလေသားလေးမှာပါလေနော်မနေဘူးသားမင်းတို့အဲ့လိုမလုပ်ပါနဲ့မမှားတာပဲမဆရာမတောင်းပါလိုက်ပါဒါမင်းကငါ့ကိုလာပြီးအမိန့်ပေးနေရလားဒါနစ်တက်မဟုတ်ဘူးနော်ငါကလည်းနင့်ရဲပေါင်မဟုတ်ဘူးနင့်ရဲပေါင်လည်းအမိန့်ပေးလို့ရမယ်ငါ့ကိုလာပြီးအမိန့်ပေးလို့မရဘူးဒါမင်းတို့ချင်းမင်းနဲ့နေကသားလေးရနော်ဒါမင်းကိုချစ်တော့ဆီယမကိုပဲချစ်တယ်မလို့လို့ရမသားလေးပဲဒုက္ခရောက်မှာငါသားလေးဒုက္ခရောက်မယ်ဟလားငါသားလေးဒုက္ခရောက်မယ်ဆိုရင်ငါမှားသွားတာပေါ့လားငါမှားသွားတာဟဲ့ပြောပါငါမှားသွားလားဟဲ့ဟုတ်တယ်မမှားတယ်အမားဆိုတော့ဝန်ခံတောင်းမှရင်ကြည်ပါလားမတောင်းပါလိုက်ပါနော်ဆရာမကိုတောင်းမှမယ်ဆိုရင်တားလေးကမမေကိုပြန်ချစ်မှလားချစ်ပါလေမရဲ့မသားအမကိုချစ်ပြီးသားပါတားလေးမမေကိုပြန်ချစ်မယ်ဆိုရင်မမေတောင်းမှမှာမယ်တားလေးဆရာမကိုရိုက်ခဲ့မိတဲ့အတွက်ကျမကိုခွင့်လွှတ်ပါလို့ကျမတောင်းမှမှာဆရာမကျမကိုပြန်ရိုက်ပါရှင်ကျမကိုပြန်ရိုက်ပါဆရာမကျမကိုပြန်ရိုက်ပါလို့ပါဆရာမကျမကိုပြန်ရိုက်ကျမသားကျမကိုချစ်မှာမဟုတ်ဘူးရိုက်ပါဆရာမလည်းကျမပါအောင်ကျမရိုက်တယ်ကျမလည်းဆရာမမဆရာမကျေးဇူးပြုထွက်မှာတော့ပါဆရာမကျွန်တော်တောင်းပါပါတယ်နော်အားလုံးဒုက္ခရောက်ပါလိမ့်မယ်မဒါလေအခုချိန်မှာဘယ်မှသွားလို့မရတော့ဘူးနော်ဒီဆောင်မနေတော်မမေကိုချစ်ပါတယ်တာတူးမိုင်းရောက်လာဘလို့အားရှိသွားမှမသိဘူးကွာမိုင်း150တော့ဆင်ထားခဲ့တာအားရစရာကြီးပဲတာတူးမိုင်းတွေကဟိုက်ကန်ဘာအတွက်တော့တက်ကဆေးတွေပဲပေါ့နော်ကိုကြီးငါတို့ဒီဟိုက်ကန်ဘာကိုတက်ဆွဲထားသေးတယ်ဒီကောင်လေးကွမ်းလုံးကိုခြေချောက်ဖို့မစင်စားနဲ့ဟိုက်ကန်ဘာကြီးကဆုံးရှုံးသွားမယ်ဆိုလို့ရှိရင်ကွမ်းလုံးတော့လက်လွတ်လိုက်ရမှာတော့တေချာပဲနော်ကိုကြီးဒါကြောင့်ဒီကောင်နဲ့ဒီတောင်ကိုမဲနေကြတာပေါ့တာမင်ရှန်စကန်မန်ခါစကန်အဲ့ရဒီကောင်လွိုင်းမန်ခါကြောကြည့်စက်တိုက်သိမ်းခဲ့တာငါတို့လူတွေတော့ထိနာခဲ့တယ်အခုနောက်ဆုံးတိုက်ပွဲရတော့ဒီဟိုက်ကန်ပါပဲအခုတော့ရှိရပေါ့ကွာသူတို့ကအမြင်ရဆိုတော့ငါတို့တပန်းရှုံးသလိုဖြစ်နေဒီကောင်တွေလွိုင်းမန်ခါကြောကိုရပြီးခဲ့တာနေရောညပေါ့လက်လက်ကြီးနဲ့ပြစ်ခတ်နေတာငါတို့ကလည်းနှင်းမိတွေဖုံးနေတော့တာပေါ့ကွာလုံးဆက်ရှိအကုန်ပြီးပြောင်းလုပ်ရတယ်နှုတ်ဆိုဒီကောင်တွေလက်နဲ့ပြစ်ခဲ့တာကြောင့်ငါတို့ဘာမိုင်းမှစဉ်းစားရမှာမဟုတ်ဘူးနှင်းမြူလူပဲကြီးဦးကြံအောင်ပေါ့ကွာသူတို့တွေကလည်းတိုင်းပြည်ကာဝယ်ရေးအတွက်တအားဆိုလို့မှားဘူးဘိုးကြီးကလည်းပဲစာရေးဆရာတွေလိုမျိုးတွေးခေါ်ရတာလေးပဲစိတ်ချမ်းသာဖို့ကောင်းပါပဲနော်ဘိုးကြီး
ဘယ်လိုလဲလူတွေရောလားတွေရောအမြန်ပြန်လာခဲ့ရလို့ပင်ပန်းနေပြီလားထိုင်မောင်းမင်းတို့ဖွဲ့တုံချက်ကလို့စိတ်ကမှာပြစ်ခံရသေးတယ်ဆိုအထိကြိုက်ကောရှိသေးလား ထိကတော့မရှိပါဘူးတဲ့ရသားရဲ့အင်ကြီးကအယောင်နေမြင်ရတော့လှမ်းပြတယ်ဒီမှာ ကဲပစ္စည်းချင်းပြစမ်းမအောင်ပါ တမရဲ့ညွှန်ကြားချက်နဲ့ကျွန်တော်ယူလာတဲ့ခရံဆေးဝါးနဲ့လားကောင်30တဲ့စင်းမတယ်ဘူး ခကြီးရောမဆိုင်ပဲကွာနင်းကငါတာဝန်တစ်ခုပေးရမယ်နင်ဟိုက်ကမ်းဘာကိုသွားရမယ်အဲ့ဒီမှာဘုံမျိုးဝင်းလေးနဲ့သွားချိန်ရမယ်ပြောရမယ်ဆိုရင်တော့ကွာဟိုက်ကမ်းဘာရဲ့အခြေအနေကတော်တော်ကိုစိုးရိမ်နေရပြီစိုးမိုးထားတဲ့ကုန်းတွေအကုန်လုံးကရန်သူလက်ထဲမှာဆိုတော့ဟိုက်ကမ်းဘာကိုပဲရန်သူကတိုက်ဖို့ကြံတော့တယ်ဟိုက်ကမ်းဘာကတော့အသက်ဆုံးပြီးကာကွယ်ရမယ်နောက်ဆုံးခံစစ်ပဲကွာဟိုက်ကမ်းပါကြပြီဆိုတာနဲ့ကုန်းလုံးကြသွားပြီဆိုတာသိထားရမယ်အဲ့ဒီစခန်းမှာဘုံမျိုးဝင်းလေးအပြင်ကချင်သုံးကဘူအောင်ကျော်သိန်းနဲ့နှစ်စုရှိတယ်ဒါပေမဲ့ကချင်သုံးဖွဲ့ကတော့တိတ်ပြီးမမချာချာမဟုတ်ဘူးကွာရှေ့တန်းကနေဖြားပြီးပြန်ပို့ထားတဲ့နလန်သားစစ်တီတွေနဲ့ဖွဲ့ထားတာဗျူဟာကတော့အရေးပေါ်အခြေအနေအတွက်စီမံချက်တွေလုပ်နေတယ်105မမမြောက်တွေလည်းပြတ်မှတ်မှတ်ပုံတွေလှုပ်ထားပြီးပြီအဲ့တော့ဒီနေ့ည9 နာရီပဲထွက်နိုင်အောင်လုပ်စစ်ကြောင်းရုံးကရဲဘော်3ယောက်ကလမ်းပြပေးလိမ့်မယ်ကဲလိုအပ်တာတွေပြင်ဆင်တော့ ဟုတ်ကဲ့ပါတဲ့ ကြောက်လေကားတောင်ကြီးဘက်မှာဝါခုတ်တဲ့တောင်ချောက်ကြားနေရတယ်။ရန်သူတွေတိုက်စစ်တော့ပြင်ဆင်နေရလို့ယူဆရတယ်။ဒါလား။ရတာကိုကြောက်ပါ။ဖြူဟာရန်ကြီးတွေအချိန်ကြီးရောက်လာတော့ကိုတို့အတွက်တော်တော်အသက်ရှူချောင်းဖတ်ပါဦးကုန်းလုံးခန်းစင်းနဲ့ပတ်သက်၍တက်မတော်ကာဝေးဦးစီးချုပ်မှအောက်ပါတိုင်းညွှန်ကြားလာခဲ့သည်ကုန်းလုံးကရန်သူလက်တွင်းတော့လုံးဝမကြစေရအစင်တန်းအလုံးသိရှိလိုက်နာတော့ရန်ညွှန်ကြားသည်ကုန်းလုံးမှာငါရှိနေတယ်ရန်သူလက်ထဲကိုလုံးဝမကြစေရဘူးလို့တန်ဋိဌာန်ချထားတယ်နောက်ဆုံးသွေးဆက်နောက်ဆုံးကြည်စံအထိအလံမလဲဘူးကွာဒါချင်းအားချင်းဘလောက်ပဲကွာစမ်းပါစေကွာအရှုံးမပေးဘူးဆိုတဲ့စိတ်ဓာတ်တစ်ခုနဲ့တင်အားလုံးကိုအောင်နိုင်တယ်အဲ့ဒီနောက်ကိုတာရင်တက်ခွဲတက်စိတ်တွေထိုင်ပြီးတော့အများဆုံးညွှန်ကြားလိုက်ဟုတ်ရန်သူလက်ကြီးသုံးလုံးကြရန်သူလက်ကြီးပြတ်မှတ်ပြစ်ရှာလို့ယူစားရတယ်ဒါလားဒါပဲရတာကို6ပါ
你မြန်စားကြဟေးငါတို့အခုဒီမှာထမင်းတစ်လုံးစားနေတဲ့အချိန်ဟိုက်ကမ်းမမှာဘယ်နည်းတော့ပေးလိုက်ရလဲမသိဘူး ကိုကြီးကျွန်တော်ထမင်းစားတဲ့နေရာတင်းချိုင်းမို့ ဘာလဲမင်းကယွန်းလာလားကြောက်တယ်ကြောက်နေမလို့မြန်စားတော့မစားရင်တော့ငတ်မှာပဲအေးဒီတင်းချိုင်းထဲမှာမြုပ်ထားတဲ့လူတွေနဲ့ငါတို့နဲ့ကြီးစံတစ်တောင်းပဲချတာအေးစားမြန်စား ဝေးချင်းဝက်လာတယ်ဟာကိုပိုင်ကြီးတို့ဖွဲ့ပဲလားကိုပိုင်ကြီးတို့ဖွဲ့နဲ့တွေ့လို့တော့ပိုင်ပြီဗျာဘာဖြစ်လို့ဆိုတော့စားစရာစုံပြီဆိုဟန်ကြတာ အခုတို့ရန်သူနဲ့တွေ့ကြသေးလား အခုတည်းကရန်သူနဲ့မတွေ့သေးဘူးကွာဟိုက်ကမှချင်းနေမကောင်းလို့ကုန်းလုံးဒီနေရာရှိလာတယ် အဲ့ဒါဆိုတော့ဒူပဲဗျာကျွန်တော်လည်းကွန်းလုံးပြီသွားမှာတူသွားကြတော့ ဟိုကကိုပိုင်ကြီးတို့ဖွဲ့ကိုဟိုက်ကမှဒီအင်အားကြီးလွတ်မယ်လို့ထင်တယ် တော့မသိသေးပါဘူးဗျာလောတယ်တော့ကိုမြင့်တို့ခံချနေရပဲ ကဲဒါဖြစ်လို့သွားကြရအောင်ကိုပိုင်ကြီးတို့ဖွဲ့ကကုန်းလုံးဒီသွားမှာဆိုတော့ခကြီးကလိုသေးတယ်ဗျအချင်းချင်းလုံးလေးအောင် ကဲညနေသွားမယ် တနေကုန်လက်နဲ့ကြီးနဲ့ပြစ်မှရှာပြီးပြစ်ခတ်နေခဲ့တဲ့ရန်သူဟာမှောင်တာနဲ့ထိုက်ကမ်းမရဲ့မြောက်ဘက်စင်ကြီးကျောကနေအလုံးရင်းနဲ့ချင်းကပ်တက်ခတ်ကြတယ် ရင်တော်ကနောင်ရိုးချောင်းတစ်ဖက်ကန်းရောက်တာနဲ့လေတွေဖောင်းနေဖြက်ပြီးတိုက်ပွဲဝင်ခဲ့တယ်။တေးရင်တေးမတေးရင်အနိုင်နဲ့ရှုံးရင်ထွက်ပြေးဖို့လမ်းမရှိဘူး။စိတ်နှခွဖြစ်เสียဘာမှမလိုဘူး။ငါတို့လည်းဒီတိုင်းတိုက်ပွဲဝင်ရမယ်။ခုဆိုရင်ကုန်းလုံးတရားကိုဖြက်ချိုးပစ်ဖို့မိုင်းနေဆင်ပြီးပြီ။တန်လွင်ရှိချမ်းကနေနောက်မလဲစတန်တိုက်ပွဲဝင်ရမယ်။တမိုင်းမှာစားတကြောင်ကြီးနိုင်ဖို့အတွက်အသက်တွေဘယ်လောက်ထိစတည်ကြရအောင်ပါလဲ
ငါကာမီထိုးပြီးတရားပေါ်ဖြတ်မှာမယ်ရန်သူကပြစ်ကောင်းပြစ်လိမ့်မယ်ငါအတကုံမောင်းမှမလို့ပြုတ်မကြောက်မင်းတို့တေချာခိုင်ထားတက်တက်ထုံးလဲခေါင်းပေါ်ကခမားဖွဲ့တွေကိုတက်စစ်လာအောင်ပြီးရင်ကျုပ်လိုက်ခဲ့အဲ့ဒီဖွဲ့တွေရကြသားမင်းတို့ဖယ်ရဖွဲ့တွေကျွန်တော်ကချင်တော့ပါပြောင်းမင်းအောင်ကျွန်တော်ဝမ်းတော့ဖိုက်ရပါအဲ့ကမှတိုက်ပွဲတွေခုဆင်းလာတဲ့ဖွဲ့ပါစခန်းတော့ကြောက်သွားယူပါဘူးကိုကင်းရှိဝမ်းတော့ဖိုက်တိုင်ရင်မှုနဲ့အမြောက်တက်ခွဲမှုကိုခုသွားခေါ်ဗျာဟုတ်ကဲ့ပါပြောမှုဟုတ်ပါကိုအောင်မြင့်ဟိုက်ကမ်းမကတော့ကြာပါကျုပ်ကတော့ကိုလုံးကိုဘာကပါတွေလက်ထဲကိုလုံးဝရောက်မခံခုညတွင်ချင်းမရရအောင်ပြန်တိုက်ကိုလုံးကြာသွားတာနဲ့ကျုပ်ကောခမရောကြံတဲ့လူတွေအားလုံးတန်လွင်အရှိချမ်းမှာအသေးခံကြမယ်ရှင်းလားရှင်းပါလေပြောမှုရွာမှုရဲ့ညွှန်ကြားချက်အတိုင်းချက်ချင်းပြန်တိုက်ဖို့ဘိုးကြီးအောင်ပါကြီးဦးစီးတက်စု၅စုအမြန်ဖွဲ့စည်းပြီးပါပြီ။ပိုက်တက်စိတ်နဲ့စိတ်ကိုဘိုးအေးရွှေဦးစီးပြီးတော့နောက်ရံနဲ့စိတ်နဲ့လွတ်ပါမယ်။ဘိုးတင်မြင့်ဘိုးမျိုးဝင်းလေးဘိုးမြင့်ကျော်တို့ကိုတက်စုတူစီကိုခက်ခိုင်းတာပါလေ။အဲ့ဒီဖွဲ့တွေကိုကျုပ်ကလည်းစကားပြောအောင်မယ်။မြောက်တာခွင့်မှုဟုတ်ကဲ့ပြောမှုပိုက်တက်စုစားပြီးတက်တာနဲ့ဟိုက်ကမ်းပါထိတ်ကိုမင်းစီက105လေးလည်းလုံးကြိုင်တဲ့စစ်ဆန်းကွာဟုတ်ကဲ့ပြောမှုခွင့်ကြည့်ပြင်ချပါရနိုင်တယ်လေကျွန်တော်လေခွဲကြည့်ပါတက်ခတ်ပေးပါမယ်။ရသူဘက်ကရှော့ရအောင်လေးလေးကြီးပါတွက်ခတ်ပြီးပြစ်ခတ်ပြပါမယ်ပြောအေးဝိုက်တာစုနဲ့အမိတ်လေးအဖွဲ့ကိုလုံးဝဆက်သွယ်မပြတ်ဖြစ်တယ်ဒါရဲ့ချိတ်ဆက်သားကြံညာလုံးလို့ကြသားမင်းတို့အားလုံးနားထောင်ကြ105တာရင်ကိုစတင်ဖွဲ့စည်းကြတဲ့ကငါကိုယ်တိုင်ပါဝင်ခဲ့တယ်တာရင်ရဲ့သမိုင်းမှာတိုက်ပွဲပေါင်းအလီလီမှာအောင်ပွဲပေါင်းအလီလီရခဲ့တယ်ဘယ်တုန်းကမှခုလိုစခန်းစွန့်ခွာထွက်ပြေးတယ်ဆိုတာမရှိခဲ့ဘူးမင်းတို့လက်ထဲကျမှရိုင်းတော့ပါလားကိုလုံးကြသွားရင်ငါအလောင်းကိုကိုလုံးမှလာကောက်ဖို့အထက်ကငါတင်ကြပြီးပြီမင်းတို့စိတ်နှခွာမဖြစ်အောင်ကိုလုံးတရားမှလည်းမိုင်းနဲ့အကုပ်ဆင်ပြီးပြီငါပါဝင်ဘသူမှတန်လွင်အနောက်ချမ်းကိုပြန်မကူဘူးတန်လွင်အရှိချမ်းကနေနောက်ဆုံးကြည်စံတတောက်ကြံတဲ့အထိခံတိုက်မယ်မင်းတို့တိုက်ရလားမင်းတို့သေရလားကိုအမြင့်ဆက်လို့ဘိုးအေးရွှေနဲ့တက်စိတ်လေးစိတ်ရှေ့ရသွားမယ်ဟုတ်ဘိုးကြီးအောင်ပါကြီးနဲ့တက်စုမှု၃ခုအဖွဲ့နောက်ကလိုက်မယ်ဟုတ်ချိန်မဝင်းမျိုးကိုရောက်တာနဲ့အမြောက်ပစ်ခတ်မှုပြောင်းဖို့ဆက်လက်တည်ဖို့နှစ်စိတ်တက်ပြတ်နှစ်စိတ်နောက်ရံနဲ့ကြားတော့တိုက်ခိုက်ပဲခုဆိုရင်ဟိုက်ကမ်းပါကျသွားပြီလို့ပြောနေကြပြီဒါပေမဲ့ဒီစကားဘယ်ဟောမှမပို့သေးဘူးဘာဖြစ်လို့လဲဆိုတော့အဲ့ဒီစကားနေရာမှာဟိုက်ကမ်းပါပြန်ရပြီဆိုတဲ့စကားပြောင်းလဲပြမလို့ပဲရှင်းလား105 105 105 105 ပြန်မှဖြစ်ပြီဒီမှန်းချက်တဝဲရောက်ပြီရထားလာတာပဲ
တီးရမစီသူတီးရချင်းမုံရင်းကိုရောက်နေပြီနာဇိုတဲကွန်းလုံခန်းစီရဲ့အဓိကပြောင်းလဲခြင်းနဲ့ထိုက်ကမ်းမတောင်ကုန်းကိုတပ်မတော်ကညာတွင်ချင်းပြန်ပြီးသိမ်းပိုက်နိုင်ခဲ့တယ်။ဒါလိုပြန်ပြီးသိမ်းပိုက်နိုင်တာဟာဘကပရဲ့အစွဲတွေတဲကအရေးကြီးဆုံးအစွဲတစ်ချောင်းကိုရိုက်ချိုးပြစ်လိုက်နိုင်တာပဲလို့ဆိုနိုင်ပါတယ်။အဲ့ဒီကနောက်ပိုင်းငါတို့တပ်တွေအသာစီးရမယ်အလှည့်အပြောင်းကိုကွန်းလုံစစ်မျက်နှာမှာစပြီးမြင်လာခဲ့ရပြီဖြစ်တယ်။ ကြာကွင်းနဲ့တစ်ဖိတ်ပဲလေရ ကိုလိုထင်မင်းမချနိုင်မှတီးလို့တိုင်းဘူးကတစ်ဖိတ်နဲ့အကြာကွင်းကိုစီစဉ်ပြရတာကြီးလေရ ဟ
ဒါဒီဘာလုပ်လို့ ပတ်တိလက်စံနဲ့လို့ပတ်တိဟောင်းတွေသွားရှုံမလို့ပါ ။အော်ဒါကျမလုပ်ပေးမှာပေါ့ဆရာမရေ။ပေး။ကျမလည်းကူလျှော်ပေးမယ်လေ။တူလျှော်ကြပါ။အော်မင်းနေလို့လူနာနံပါတ်ကိုစစ်တိုက်ဖို့ချိန်ရောက်နေပြီလေ။အဲ့ဒါညီမလေးတစ်ချက်တိုက်လိုက်ပေးပါ။အော်ဟုတ်ကဲ့။ဘယ်လိုဖြစ်နေတာလဲခင်လေ။နင်တလောက်တော့မကြောက်နေလေ။ဟိုမှာတန်ရရတဲ့ခက်လေးတွေကနင်အတန်ကိုကြောက်ပြီးတော့လေပို့ဆိုးသွားမှာပေါ့။မဟုတ်ဘူး။ငါတင်တာဒီလိုအခြေအနေမျိုးမဟုတ်ဘူးပြီးတော့ဒီလောက်နေစိုးစိုးရွားဖြစ်မယ်လို့ငါမထင်ကြဘူးအခုတော့ဒီလိုလူမျိုးတွေထရောက်လာအောင်မလားသူများနေကိုလူတာဘယ်တော့ရှိမှာပေါ့ဘယ်အလွယ်တကူနဲ့ရပါမလဲငါတို့တွေကပြန်ဖြစ်တယ်ပြီးတော့သူတို့တွေကပြန်ဖြစ်တယ်ပြီးတော့သွေးချောင်းစီးမယ်ဆိုတော့ငါတို့တည်ရုံနဲ့မကောက်ဘူးတိုက်တယ်သူများနေလူတယ်ဟာရအပြေလားပြေစားပင်နေငါတို့ရဲ့ရဲဘော်တွေလားဒီစကူလေးချိန်ထားလိုက်ပြီးတော့နေရညက်ရည်ကိုလည်းခဏတော့ထိထားလိုက်ဟာလုပ်စရာရှိတဲ့အလုပ်ကိုငါလည်းဆက်လုပ်ကြရမယ်အခုလိုထွက်လာတဲ့ကသူ့နာပြုတ်တွေဒီချမ်းစင်တွေကိုမြင်နေတယ်ဒီလိုတွေးကြုံနေဒီလိုဖြစ်ပြမျိုးတွေဖြစ်လိမ့်မယ်ဆိုတော့နေတော့ဘာမှမဟုတ်လားကိုယ်တည်းညရုံတိတ်လက်နဲ့ကြီးနဲ့ဘုံသီးတွေကိုဗမာကားတောင်တွေကိုအမြန်ဆုံးအရောက်ပို့ရမယ်ဒီတောင်ကိုခမားရဲ့လူတွေကိုပေးလိုက်ပါကျုပ်လူတွေအများကြီးတန်ရရတာလေဟမ်ခမားလူတွေကဒဏ်ရပဲရတာကျုပ်လူတွေအများကြီးသိကုန်ပြီဗျကျုပ်တို့တိုင်းရင်းသားတွေဟာစစ်ပညာမချွမ်းကျင်ပါဘူးလို့ခမားတို့ရဲ့အထက်ရရှိတွေကိုကြိတ်တင်ပြခဲ့ပေမဲ့မတိကျိုးကြုံပြုတ်ပြီးတော့ကျုပ်ရဲဘော်တွေကိုရှေ့ဆုံးကနေထားပြီးအသိခံခိုင်းရတယ်ဒါကိုကျုပ်လုံးဝမကျင်တတ်ဘူးဗျစစ်တိုက်တယ်ဆိုတာဘယ်နေရာမှာတာဝန်ပေးပြီးကျေပေါ်ထမ်းဆောင်ရမှာပဲကျုပ်တို့ဝါတိုင်းရင်းသားတွေရဲ့အနာဂတ်သားရရေးအတွက်ခမားတို့နဲ့လက်တွဲခဲ့တာအခုလိုသာကျုပ်လူတွေကိုရှေ့တန်းကထားပြီးတော့အသိခံခိုင်းနေမယ်ဆိုရင်ကျုပ်တို့နိုင်ငံတို့ဟာဒီမြေကြီးတွေရခဲ့မယ်ဆိုရင်တော့ကျုပ်လူတွေမရှိတော့ရင်ကျုပ်ဘယ်လိုတောင်းကြရမလဲဟမ်ကျုပ်တို့လူမျိုးတွေတော့မျိုးပြောက်မခံနိုင်ဘူးဗျာဒီအတွက်ခမားတို့ကျုပ်ဘယ်လိုယုံကြည်ပြီးလက်ခံရမလဲကျုပ်လူတွေအရာထိရတယ်ပြီဗျကျုပ်တို့နားမလဲဘူးဒါအမိတ်နဲ့ကျုပ်တို့ခိုင်းတာခင်ဗျားတို့လောက်လောက်ဒါပဲညာပြောရဒီနီလာရညာပြောရဒါပဲပြစ်ဒါပဲ
ရှည်တန်းမှာအပြင်းထန်ဒဏ်ရာရတာတော့ဘိုင်းသားတွေပုံစံတွေတော့ခွဲစိတ်ပြီးထုတ်ထားပြီးသားပါဒါပေမဲ့ဖြစ်ထားတဲ့ဒဏ်ရာတွေကပြင်းထန်တော့ကျွန်တော်တို့ရှည်တန်းမှာလည်းသွေးထွက်တွေကလွန်ခဲ့တယ်ဒါပေမဲ့တက်နိုင်တော့ကျွန်တော်တို့သွေးတွေတော့သွင်းထားတယ်နောက်ထပ်အနည်းဆုံးသွေးတစ်ပလင်းတော့လိုလိမ့်မယ်ဘိုးကြီးကျမသွေးရအေးသွေးပါကျမသွေးရမောင်လေးကိုပေးလို့ရလားဟင်အေးသွေးဆိုတော့အဆင်မပြေဘူးခင်ဗျလူနာရဲ့သွေးကအိုသွေးဖြစ်နေလို့အိုသွေးမှာပဲအဆင်ပြေပါမယ်ကျမတော်လေးဘယ်လိုလုပ်ကြမလဲလိုင်းထဲမှာလည်းသွေးပေးမဲ့လူကမရှိတော့ဘူးဟုတ်တယ်ဘယ်လိုလုပ်ကြမလဲလိုင်းထဲပါလေတရားမှမရှိတော့ရွာထဲမှာလေလူတွေအထွက်ပြေးကုန်ပြီဆရာရဲ့ကျမတို့ဘယ်လိုလုပ်ရမလဲဆရာရဲ့ပြောပါဦးဆရာရဲ့ဘယ်လိုလုပ်ရမလဲဟိုချစ်ချင်ဟာဖြစ်တော့မောင်လေးအသက်ရှင်မှုအတွက်မောင်လေးအတွက်သွေးကိုကျမကြောင်သွားရှာမယ်တိုက်ပွဲဖြစ်နေနေအောင်လိုက်သွားပြီးတော့ကျမရဲဘော်တွေရှိရသွေးကိုသွားယူမယ်တော်လေအမဘာမှအားမငယ်ပါနဲ့နော်လိုအပ်တဲ့သွေးကိုကျမလိုပါမယ်ဆရာမသွေးရဘာသွေးလဲကျမသွေးကအိုသွေးပါဆရာကျမသွေးနဲ့အဆင်ပြေပါမလားအိုသွေးဆိုတော့အဆင်ပြေပါဗောဗျာဆရာမကျေးဇူးတင်လိုက်တာဆရာမလေးကျေးဇူးတင်လိုက်တာကျမတူလေးရဲ့အသက်ကဆရာမလေးကယ်လိုက်တာပဲကျေးဇူးတင်ပါတယ်ဆရာမလေးကျေးဇူးတင်ပါနောက်တော့ကပြစ်ကူပေးဖို့လဲစီစဉ်ထားပါတယ်အချိန်နဲ့တပြည့်ကြီး၄ချောင်းပြစ်ကူပေးနိုင်အောင်ကျွန်တော်ညှိနှိုင်းထားပါတယ်လောလောဆယ်မြေပြင်သတင်းစောင့်နေပါပြီးတော့မို့ဒီကျင်းနဲ့ဝင်လာပါပြီအောင်ရှေ့တန်းတမဌာနချုပ်ကတော့ကျင်းနှံဝင်လာပြီဗျဟုတ်ကဲ့ဗျဒွိုင်မန်ခ .4986 တွင်ဘကပအင်အား400အခိုင်အမာနေရာယူထားကြောင်းသတင်းရရှိတို့ဖြစ်၍105မမအမြောက်ပစ်ကူပေးနိုင်ရေးအတွက်သက်ဆိုင်ရာတံများအချင်းချင်းပေါင်းစပ်ညှိနှိုင်းပေးနိုင်ပါရန်အကြောင်းကြားသည်ဒါဆိုရင်တော့ကျုပ်တို့အလုံးစလို့ရပြီဟုတ်ကဲ့ပါဗျ